အားလုံးမင်္ဂလာပါစကီးကြီးကိုတွားလဲခဲ့ပါတယ်စကီးကြီးဆိုရင်နာမည်ကြီးတာကတော့ဒီဇေးပါလက်လက်ဆက်ဆက်ပင်လယ်စာတွေရနိုင်တာရဲ့ဒါဘဲဟာရုခီဆိုတဲ့လမ်းလျှောက်ရင်းနဲ့ဆိုင်နေမှာလက်ပတ်စားတာလည်းနာမည်ကြီးပါတယ်ပထမဆုံးတွားစားခဲ့တာကတော့တာမာဂိုယာခီပါတာမာဂိုယာခီကတော့ဂျပန်ရဲ့ကျဥမွေကျော်ကျဥလိတ်လို့ပြောလို့ရတာပေါ့နော်ကျွန်တော်ဝယ်စားခဲ့တဲ့ဆိုင်ကတော့ယာမချောဆိုတဲ့ဆိုင်မှာဒီဆိုင်ကတော့ review လည်းများတယ်နာမည်လည်းကြီးပါတယ်ဒီနေ့ဆိုလို့ရှိရင်လည်းအများကြီးတန်းစီနေကြပါတယ်ကိုရှိမှတဲ့ကျဥကျော်နေတာကိုလည်းတွေ့ရပါတယ်ကျဥကျော်တစ်ခုကိုတော့ရမ်းနေရပြရပါတယ်တော်တော်ကြီးကိုစားကောင်းပါတယ်ကြုံလို့ရှိရင်လည်းဝယ်စားကြည့်ပါနော်ဘီယာဆိုင်ကလည်းနာမည်ကြီးပါတယ်ဒါပေမဲ့ဆိုင်ကပိတ်သွားပါပြီဒီကဆိုင်တွေကတော့မနက်ပိုင်းဖွင့်တာများတယ်2နာရီ3နာရီဆိုလို့ရှိရင်တော့ပိတ်တာများတယ်လို့ပြောပါတယ်ကျွန်တော်သွားတဲ့အခါမှာတော့2နာရီလောက်ရှိနေပါပြီဒါပေမဲ့ဆိုင်တွေကတော့ဖွင့်နေကြတော့မှာပဲမနက်ပိုင်းသွားရင်တော့ပို့ဆုံးမယ်လို့ထင်ပါတယ်ဆိုင်တွေကတော့အများကြီးပါပဲအဓိကတော့ဆူရှီတို့ပင်လယ်စာတွေတို့အသားကင်တွေတို့အဲ့ဒါတွေပုံများပါတယ်ဒီနေရာကျတော့ဥယျာဉ်တော်နဲ့ခက်ဆင်ဆင်တူတယ်ဒါပေမဲ့ဥယျာဉ်တော်ထက်စားလို့ရှိရင်ဒီဘက်ကကျတော့ဂျပန်ဆိုင်တွေပုံများတယ်ဂျပန် vibe ပိုရတာပေါ့နော်ဥယျာဉ်တော်ဘက်ကကျတော့တရုတ်ဆိုင်တွေကပုံများပါတယ်ဒီလိုလမ်းကြားလေးတွေမှာတွားရတာလည်းတော်တော်ကြီးကိုသဘောကျမိပါတယ်နီတီကူပေးရမလို့ထင်တဲ့လူကတော့အများများပါတယ်ဒီနေရာဆိုလို့ရှိရင်တိုးလို့မပေါက်နိုင်အောင်ပါပဲဆိုင်တွေရောလူတွေရောအများကြီးပါပဲကျွန်တော်စားပြီးသွားတာတော့မှဘိုက်ကပြန်စားလာပါသေးတယ်နောက်တစ်ခုပဲစားခဲ့တာကကျတော့ဒီရဲ့အာဂျီနိုဟာမဖူဂျီဆိုတဲ့ဆိုင်ကပါဒီဆိုင်ကလည်း review မှာတွေ့လို့ဝင်ကြည့်တာပါသူကတော့ငါအဓိကပေါ့နော်ငါနဲ့လုပ်ထားတဲ့အကြော်လေးတွေပါဒီဆိုင်ကအကြော်လေးတွေကိုဒီလိုလေးခင်းချင်းပြသထားတယ်ဝယ်တယ်ဆိုမှတချို့ဟာတွေကို microwave နဲ့ပြန်နှွေးပေးတာပါဘယ်ဟာစားကောင်းတာလည်းမသိတာကြောင့်မို့လို့ recommend number 1ဖြစ်တဲ့ပြောင်းမှုကြော်လေးကိုပဲဝယ်လိုက်ပါတယ်သူကတော့အပြင်ကပြောင်းမှုကြော်ပါအထက်ကတော့ငါအသားလေးပါဒါပေမဲ့ပြောင်းမှုကြော်ရတာပဲပူရပါတယ်အထက်ကငါအရတာသိမရပါဘူးစားလို့တော့ကောင်းပါတယ်ဒါပေမဲ့ဈေးနဲ့များတယ်လို့တော့ခံစားမိပါတယ်ဒီဈေးလေးကိုကြုံလို့ရှိရင်တော့တွားလက်ကြည့်ဖို့တော့ပြောချင်ပါတယ်နောက်တနေရာကကြတော့စကီဂျီဟွန်ကန်ဂျီပါဒီနေရာကိုကျွန်တော်တွားချင်တာကြားပါပြီဒီနေရာကလည်းစကီဂျီဘူရာနေထွက်ချင်းကိုပဲတွေ့ရမှာပါကျွန်တော်ကစကီဂျီဈေးကိုအရင်တွားလိုက်တာကကျတော့စိုက်နေပိတ်သွားမှာဆိုလို့ပေါ့နော်ဒီနေရာကကျတော့4နာရီထိဖွင့်ပါတယ်ဒီဖះเจ้าကကျတော့ဂျပန်ဖះเจ้าနေနဲ့မတူဘဲနဲ့အိန္ဒိယဖះเจ้าလိုနဲ့ခက်ဆင်ဆင်မှာပဲဒါပေမဲ့အထဲထဲမှာတော့ဂျပန်ဖះเจ้าအတိုင်းပါပဲအထဲမှာတပ်ပုံရိုက်လို့မရတဲ့အတွက်ကြောင့်မလို့အပြင်ကနေပဲရိုက်ခဲ့လိုက်တာပါဒါကတော့အောက်ထပ်ပါအောက်ထပ်ကတော့နားနေခန်းဆိုပြီးတော့မှရေးထားပါတယ်ဘာတွေရှိမလဲတော့ကြည့်လိုက်ပါဦးမယ်ဟုတ်ကဲ့ပါဒါကတော့နားနေခန်းမှာခြေတာတော့အခြေကြီးပါပဲဆိုဖာတွေရှိမယ်ခုံတွေရှိမယ်စပွဲတွေရှိမယ်ပေါ့နော်ဒါမဲ့လူကတော့မရှိပါဘူးတကူတကဒီနေရာမှာလည်းတိတ်လာနာကြမယ်လို့မထင်ဘူးပေါ့နော်တကူကူလှုပ်ရှားရှိရတော့တိုင်မြင်စရာရှိတယ်ဆိုလို့ရှိရင်တော့ဒီမှာပြီးတော့လှုပ်ကြမှာပါခြေတာတော့တော်ရွတ်ချေပါတယ်โอเคအောက်ထပ်မှာကြည့်ပြီးပြီဆိုလို့ရှိရင်เนาะကျွန်တော်အပေါ်တက်ကိုပြန်သွားကြည့်ပါမယ်ဒီနေရာတော့ဂျပန်နဲ့တိတ်မတူဘဲနဲ့တခြားနိုင်ငံရောက်သွားသလိုခံစားရမယ့်နေရာလေးပါပဲအထဲမှာလည်းကြည့်ပြီးသွားပြီဆိုတော့အပြင်ဘက်ကနေသွားကြည့်ကြည့်ပါမယ်ယာရီဦးတော့တော်တော်ကြီးကောင်းနေပါတယ်ဒါကတော့အပြင်ပိုင်းမှာအပြင်ကအဆောက်အဦကလည်းဥရောပပုံစံလိုအိန္ဒိယပုံစံလိုပါပဲเนาะကျွန်တော်ကဒီလိုထူးထူးဆန်းဆန်းအဆောက်အဦလေးတွေဆိုလို့ရှိရင်တော့သဘောကျမိပါတယ်။ဒါကြောင့်မလို့အထဲလည်းဝင်ကြည့်ကြည့်တယ်အပြင်လည်းပတ်ကြည့်ကြည့်ခဲ့ပါတယ်။ဒီနေရာကိုတော့ရောက်ချင်တာတော်တော်လေးကိုကြာပါပြီ။နီးရက်နဲ့မရောက်ဖြစ်တာပါ။အပြင်ဘက်မှာတော့ထိုင်မုတ်ခုံလေးတွေရှိပါတယ်။အထဲဘက်မှာတော့ကော်ဖီဆိုင်နဲ့ information ကောင်တာရှိတယ်။ဒီနေရာကတော့ဒီလောက်ပါပဲအများကြီးလဲစရာတော့မရှိပါဘူး။အဲ့ဒါပြီးတော့မှကန်ကောင်းတယ်ဆိုပြီးတော့နာမည်ကြီးတဲ့ခွာမီဂျင်ဂျာဘက်ကိုလာခဲ့ပါတယ်။နင်းညောချောပူတာကနေ4မိနစ်လောက်တော့လမ်းလျှောက်ရပါတယ်။ဒီဖះเจ้าကိုလည်း online ကနေတွေ့တာပါ
ကန်တွေကိုအထူးကောင်းမွန်စေပြီးတော့မှပဲကန်ဆိုးတွေကိုလည်းပဲပြောက်ပေးတယ်ဆိုပြီးတော့မှပဲနာမည်ကြီးပါတယ်ရောက်ချင်းကိုပဲလူတွေအများကြီးတန်းစီနေတာတွေ့လိုက်ရပါတယ်ဒီနေ့ကတော့နေတိကူပေးရမလို့လူများတာလားခါတိုင်းလဲလူများတာလားတော့ပြောတတ်ပေမဲ့လည်းတော်တော်များတန်းစီရပါတယ်ကြည့်လိုက်ပါဦးအရှိကြီးပါပဲဒီမှာလည်းမပြီးသေးပါဘူးလမ်းတစ်ဖက်မှာဒီဘက်မှာလည်းတန်းစီရပါတယ်အနောက်မှာလည်းအများကြီးပါပဲကျွန်တော်လည်းတန်းစီလိုက်ပါတယ်ကျွန်တော်စတန်းစီတော့3:22လောက်ရှိနေပါပြီဂျပန်နေများတယ်နောက်ပြီးတော့မှပဲတရုတ်လူမျိုးတွေလည်းလာကြပါတယ်တန်းစီပြီးစောင့်နေတော့ဝယ်လို့ရတဲ့အဆောင်တွေကိုလည်းဆိုင်းဘုတ်တွေနဲ့ကတ်ထားပါတယ်ဖះเจ้าရဲ့ဘေးနားမှာအဆောင်တွေကိုရောင်းနေတာပါဒီမှာဝယ်ရမှာပေါ့နော်တန်းစီနဲ့တဖြည်းဖြည်းနဲ့တော့နီးလာပါပြီဖះเจ้าကအကျိန်မဟုတ်ပဲနဲ့ချင်းချင်းလေးပါပဲနောက်ပြီးတော့မှလူနေအိမ်နေကြားထဲမှာပါဒါပေမဲ့လည်းအရန်ကုန်နာမည်ကြီးနေတဲ့ဖះเจ้าလေးပါပဲ3:48မှာတော့ကျွန်တော်အလဲရောက်လာပါပြီဖះမှာဆူတောင်းပြီးတော့မှပဲဒီပတ်စံတွေကိုရေထဲမှာစေးတဲ့ဟာလေးရှိပါတယ်ဒီလိုစကောအသေးလေးတွေကိုပတ်စံထည့်ပြီးတော့မှပဲရေနဲ့စေးတာပါအဲဟာကျတော့ငွေတွေပွားတာတို့ငွေကန်ကောင်းတယ်ဆိုတဲ့ဟာကြောင့်မလို့လူတွေအများကြီးလောက်ကြပါတယ်โอเคပါဒီလိုပုံစံလေးပေါ့နော်ရေစေးပြီးလို့ရှိရင်တုပ်လို့ရအောင်လက်ကင်ဘွားလေးလည်းယူထားပါနော်ကျွန်တော်တော့မပါတော့ပါဘူးအဲ့ဒါပြီးတော့မှပဲအဆောင်ဝယ်ခဲ့ပါတယ်အဆောင်ကတော့ဒီဟာလေးပါကတ်ကတော့800ပေးရပါတယ်ကန်တွေကိုကောင်းစေပြီးတော့မှပဲကန်ဆိုးတွေကိုပျောက်စေတဲ့ကတ်ပါကတ်ကကျတော့ပတ်စံအိတ်ထဲမှာထည့်လို့အဆင်ပြေတဲ့အတွက်ကြောင့်မလို့ပါဟုတ်ကဲ့ပါအားလုံးလည်းကြုံလို့ရှိရင်သွားကြည့်ပါအောင်နော်